ကျွန်တော်အခုပြောပြမယ်ဇလန်းတိုလေးကတော့ကျေးဇူးတင်လို့မစုံတဲ့ကျေးဇူးဇက်ကောင်၃ယောက်မှာတော့မြအသက်12နှစ်အရွယ်စူးစမ်းလိုစိတ်ပြင်းပြပြီးကုညီရိုင်းပင်းတတ်သောကျေးလက်မကလေးသူငယ်ဦးလှမောင်ကျေးရွာတဲကအတွေ့အကြုံရင်းချက်သောကျေးလက်ဆေးဆရာကြီးဒေါ်တင်မေကျေးရွာအကြောင်းအုပ်ဆရာမကြီးဟာမြန်မာပြည်ကျေးလက်ဒေသကရွာလေးတစ်ရွာမှာနေထိုင်တဲ့ကလေးသူငယ်တစ်ယောက်ပါသူမကစာသင်ခန်းထဲမှာရောကျေးရွာအတွင်းမှာပါအမြဲတမ်းမေးခွန်းထုတ်လေးရှိပြီးသူမသိလို့တဲ့အရာတွေကိုစူးစမ်းလေ့လာလေးရှိပါတယ်တနေ့တော့ကျေးရွာတဲကအတွေ့အကြုံရင်းကျေးလက်ဆေးဆရာကြီးဦးလှမောင်နဲ့များတို့ဆုံကြပါတယ်ဦးလှမောင်ကကျေးရွာအတွက်ဆေးဖက်ဝင်အပင်တွေအကြောင်းကိုစိတ်ရှည်နဲ့တင်ပြပေးခဲ့ပါတယ်ဟာဦးလှမောင်ရဲ့တင်ကြားမှုကြောင့်တဘာဝပတ်ဝန်းကျင်အကြောင်းနားလည်သဘောပေါက်လာခဲ့ပါတယ်ဒီလိုနဲ့ကျေးရွာအုပ်ဆရာမကြီးဒေါ်တင်မေရဲ့ကျေးဇူးတင်လွှာအခမ်းအနားမှာဟာကျေးဇူးတင်စကားကိုပြောဖို့ရွေးချယ်ခံခဲ့ရပါတယ်ဟာဦးလှမောင်စီကနေတင်ယူခဲ့ရတဲ့ကျေးလက်ဆေးပညာအကြောင်းကျေးဇူးတင်ရှိကြောင်းစကားလေးတွေကိုကျေးဇူးတင်လွှာအဖြစ်ရေးသားပြုစုခဲ့ပါတယ်ဇလန်းလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဇလန်းတွေနားဆင်ဖို့အတွက်အကောင့်ကိုအပေါင်းလေးနှိပ်ခဲ့ပေးပါ